ပုံစံကိုဖြုတ်ပြီးတော့မှဒီနေရာမှာပေါ့နော်ပုံပြောင်းလို့ရတယ်ဆိုတာသိဒီနေ့ဖုံတော့ရင်လည်းမှလက်ထက်ကလွတ်ပြီးပြုတ်ကျသွားတော့မှဒါမှန်ကထွက်သွားတော့။အော်ဒီလိုမှပြန်ပြီးတော့ပုံထည့်ပြီးတော့မှပေါ့နော်decoration လုပ်လို့ရမှာလားဆိုတာသိအခုလုပ်လို့ရတော့အတီးဆိုပုံလေးချိန်ပါမယ်။ခွာမချင်းခင်ဟောရန်တက်ပြီးပြရတာပေါ့နော်။ဒါလည်းဖြုတ်လို့ရမှာမသိဘူးအခုတော့မှဆွမ်းနာလက်ကချောကြအောင်ဖြုတ်လို့ရမှာသိလားဆိုတော့လို့အားဆိုဖြစ်ကညာဒီမှာပုံလေးကိုပါစားရပုံလေးပါတယ်ပေါ့နော်အဲ့ဒါကိုဒီမှာပုံထည့်မယ်အဲ့ဒါနဲ့ကြိုက်အောင်နည်းနည်းလေးညှက်ထားလေးရှိရပုံလေးဆွဲထားအောင်ညှက်ထားရှိရဒီထဲကိုထည့်လိုက်မယ်ထည့်ပြီးတော့ကော်တီဖြစ်အောင်ဆွမ်းနာမှညှက်လိုက်တာပါထည့်ပြီးမှန်တက်မယ်အဲ့တော့အထက်ကလေးအထဲမှာရှိရဒီလေးရှိအောင်ဒီမှာထားလိုက်မယ်ပေါ့နော်အဲ့တော့ဒီမှာလက်တက်မယ်ပေါ့ဆိုတကယ်မသိခဲ့တာပါဖြစ်လေတိတော့လိုက်ပါမယ်တော့အပားလေးနဲ့တက်လို့ရတာမှန်တော့လေဟောဒါပေမဲ့ရှင်မဆွဲရတာထူးနေဖြစ်နေတယ်ပြီးတော့အဆင်ပြေပါ this one that a lot take me no like this slowly ဒါကမှဖုန်းတင်မှာဖုန်းစတန်တော့တော့အဓိကတော့ဖုန်းစတန်ပါ like this slowly ပါတုံးတာတရားဝယ်ထားတာမှန်တော့တစ်နှစ်ကြော်ပြီတစ်နှစ်ပြည့်ပြီပေါ့နော်မနစ်က12လပိုင်းကလာကောဝယ်ထားတာဆိုတော့ဒီနေ့12လပိုင်းဆိုတော့12လပိုင်းဆိုတစ်နှစ်ပြည့်တော့မယ်အခုမှတည်အချိန်ရရစား